ကဲစေကူးထဲမှာပုံဖော်ကြည့်လိုက်ပါအလေခေတ်စစ်စလက်နိုင်ငံကခီးသွားတစ်ယောက်ဟာခြေကုံလက်ပန်းချနေတဲ့အချိန်ဘုံတော်ကြီးကျောင်းတစ်ခုကိုရောက်သွားပြီးအမောပြေးသွားတယ်ပေါ့ဗျာဘာလို့လဲဆိုတော့သူ့ကိုကျောင်းကကိုယ်တိုင်ချက်ထားတဲ့အထူးရုပ်ပြာတစ်ခွက်နဲ့အဲခံလိုက်လို့လေဒါပြင်ဒီနေ့လေးလာတင်ပြချက်မှာကျွန်တော်တို့သွားမိခီးစဉ်ကအဲ့ဒီခေတ်ထက်ကိုအများကြီးပိုရှည်ကြပါတယ်ပို့ပြီးတော့လဲအန်တော်စရာကောင်းပါတယ်ဒီသမိုင်းကျောင်းကြီးကဒီနေ့ခေတ်ကျွန်တော်တို့ရေခေတ်တဲ့မှာအသင့်ရှိနေတဲ့ပြရတဲ့အပေါ်ဘယ်လိုတောင်တဲမှုရှိနေလဲဆိုတာတွေ့ရမှာပါဆိုတော့ဘီယာရဲ့လျှို့ဝှက်ဆန်းကျက်တဲ့နှစ်ပေါင်း1000 3000သမိုင်းကြောင်းကိုအတူတူစူးစမ်းကြည့်လိုက်ရအောင်ဒီနေ့အတွက်အဓိကအပိုင်း6ပိုင်းသွားပါမယ်ပထမဆုံးဘီယာတော့အယုံအောင်ပြင်ရွှေဟောင်းဘီယာချက်ချင်းဓာတုဘီယာတတိယအနေနဲ့ရွှေဟောင်းကဘာကဘီယာတွေအကြောင်း၄ခုမြောက်ကယဟန်တွေ hops လို့ခေါ်တဲ့အပင်တွေနဲ့တက်ဆူမှုဥပဒေတွေ၅ခုမြောက်ကအချင်းဖောက်ချင်းတိပညာနဲ့နောက်ဆုံးခေတ်သစ်ဘီယာအကြောင်းတွေပဲဖြစ်ပါတယ်အပိုင်းတဲ့အနေနဲ့ဘီယာရဲ့အညွန့်ဦးဖုံးတော်ကြီးကျောင်းလေးကိုကြော်လွန်ပေးကြီးလိုက်ရအောင်ဒီလိုသမိုင်းကြောင်းကြီးကိုနားလည်ဖို့ဆိုရင်အရင်ဆုံးဘီယာဆိုတာဘာလဲဆိုတာကိုအတိအကျသိဖို့လိုပါတယ်ဘီယာဆိုတာအချင်းဖောင်းထားတဲ့ကောင်းတဲ့နေကနေပြုလုပ်ထားတဲ့အရဲပဝင်နဲ့တောက်ဆရာကိုခေါ်တာပါပိုပြီးတိတိကျကျပြောရရင်မြက်ပင်အုပ်စုဝင်အပင်တွေကနေရတဲ့စားသုံးနိုင်တဲ့အဆီတွေကိုသုံးထားတာပေါ့ရိုးရှင်းသက်ရောင်ရှိပြီးမြင်ဒီအတိတ်ပဲဖွင့်ဆိုချက်လေးကနေအန်30ကုန်းလောက်အောင်ရွှေ့ကြတဲ့အစာပြုမှုတွေစီကိုကျွန်တော်ဆက်သွားကြည့်ကြရအောင်တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကဘီယာဆိုတာနေရာတစ်ခုတည်းကနေစတင်ခဲ့တာလုံးဝမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်1300လောက်ကအစ္စရေးမှာအစောဆုံးအထောက်အထားကိုတွေးခဲ့ရပြီမြတ်ဟိုလွန်ခဲ့တဲ့နှစ်9000လောက်ကတရုတ်နိုင်ငံရှေ့ပိုင်းမှာဆိုရင်စံပြောင်းဆက်တဲ့ဥတွေတုံးပြီးချိုးပြီးနှောက်နေတဲ့ဘီယာကိုလုတ်ခဲ့ကြတယ်ဒါတီမကသေးဘူးလွန်ခဲ့တဲ့နှစ်9000လောက်ကတောင်အမေရိကတိုက် Indies Data မှာပြောင်းဖို့ချင်းပေါက်ပြီးချီချွာဆိုတဲ့ဘီယာလုတ်ခဲ့တဲ့အထောက်အထားတွေကိုပါတွေ့ရပြန်ရော့ဒါကဘာတဝမ်းကမတူညီတဲ့ယဉ်ကျေးမှုတွေကသူတို့ဒေတာထွာကောင်းတဲ့တွေကိုတုံးပြီးကိုပိုင်နီးလန်းနေနဲ့ချဲဆက်မရှိပဲဖန်တီးခဲ့ကြတယ်ဆိုတာကိုတက်တည်ပြနေတာပါပဲအပိုင်းနှစ်ရှေးအောင်ဘီယာချက်ချင်းဓာတုပေတာကစီဓာတ်ကနေတကြထက်စီကိုဘလို့ပြောင်းလဲခံနေဆိုတာကြည့်ရအောင်အရေးကြီးဆုံးအဓိကအချက်ကတော့ဒီအခြေခံအစစ်နှစ်ဆင့်ပါပဲပထမအစစ်မှာကစီဓာတ်ကိုအချင်းဖောက်နိုင်တဲ့တကြားဓာတ်ဖြစ်အောင်လုပ်ရပါတယ်စဉ်းစားကြည့်ပါရှေးလူတွေဟာကောင်းတဲ့တွေကိုပါဆက်နဲ့ဝါစားပြီးတန်တွင်းနဲ့ပြိုကွဲစေတာဒါမှမဟုတ်ရေစင်ပြီးအပင်ပေါက်စေတာမျိုးလုပ်ခဲ့ကြတာပါဒုတိယဆင့်ကြတော့လေလဲကနေတတိတွေကနေဒါမှမဟုတ်အရင်တုံးထားတဲ့ကိရိယာတွေမှာကတ်နေတဲ့တိုးရိုင်းတစ်စစ်ဝါယစ်တွေကနေတစ်ဆင့်တကြားဓာတ်ကိုအရက်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်အဖြစ်အလိုလျော့အချင်းဖောက်စေခဲ့တာပေါ့တကယ်တော့ဒီဖြစ်စဉ်ကိုအဲ့ဒီခေတ်ကလူတွေတိတ်တိတ်ချာချာသိပ်ပြင်းနေကြနားမလည်ခဲ့ကြပါဘူးရှေးခေတ်ဘီယာနဲ့ဒီနေ့ခေတ်ဘီယာကြားကကွာခြားချက်ကတော့တကယ်ကိုကောင်းကင်နဲ့မြေကြီးပါပဲရှေးခေတ်ကဘီယာတေကြစစ်ထုတ်ထားတာမဟုတ်တဲ့အတွက်အရေးကနောက်နေပြီးအဖက်တွေပါဝင်နေပါတယ်ဒါပေမဲ့အဲ့ဒီအဖက်ဒီမှာအမြင့်ဓာတ်ပရိုတင်းနဲ့ဗီတာမင် B ဓာတ်တွေအများကြီးပါဝင်နေတဲ့အတွက်အာဟာရဓာတ်ကတော့အလွန်ကျွဲသွားပါတယ်ဗျာခေတ်တွေမှာတွေ့ရတဲ့ကြည်လင်ရှင်းလင်းနေတဲ့ဘီယာတွေနဲ့လုံးဝကွဲပြားနေတာပါဒီလိုကြိုချက်တဲ့လုပ်ငန်းစဉ်ဟာရှေ့ကလူသားတွေရဲ့ရှင်သန်ရေးအတွက်အလွန်ကိုရေးပါခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဘီယာချက်တဲ့လုပ်ငန်းစဉ်မှာတကြားရီကိုကြိုချက်လိုက်တဲ့အခါမလိုလားအပ်တဲ့ယောဂပုံမွားတွေအကုန်သေဆုံးသွားလို့ပါပဲ။ဆိုတော့ရှေ့ကအခါကတန်ရှင်းမှုမရှိတဲ့တာမန်ရေကိုတောက်တာချက်ဆိုင်ဒီလိုကြိုချက်အချင်းဖောက်ထားတဲ့ဘီယာကိုတောက်တာကကျမရဲ့အတွက်အများကြီးပိုပြီးဘေးကင်းလုံခြုံစေခဲ့တာပေါ့အပိုင်းနှုံးရှေးဟောင်းကမာမဘီယာဥပဒေဘာသာရေးနဲ့ရှင်တန်မှုတွေမှာဘီယာကဘလို့ခန်းကနန်ကပါဝင်ခဲ့လဲဆိုတာစက်ကြည့်ကြမယ်ဘီယာချက်ချင်းဟာနေစဉ်ဘဝအတွက်တင်မကဘူးဘာသာရေးရပါတော်တော်လေးအရေးပါခဲ့ပါတယ်အစောဆုံးတွေ့ရှိရတဲ့ဘီယာချက်လုံးနည်းဟာဆူမာရင်တရဲ့ကဗျာတပုတ်ထဲမှာပါဝင်နေပါတယ်ဒီကဗျာကိုသူတို့ရဲ့ဘီယာနဲ့သမီးဖြစ်တဲ့နင်ကားစီကိုရည်စူပြီးရေးဖွဲ့ထားတာပါဒါဟာဘီယာချက်လုပ်တဲ့လုပ်ငန်းစဉ်ကိုနှစ်ပြားတွေနဲ့ဆက်ဆက်ပြီးဘလောက်တောင်တန်ဖိုးထားခဲ့ကြလဲဆိုတာကိုအထင်ရှားပြသနေပါတယ်ဘေဘီလွန်ဥပဒေကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းမှရင်ဟာမီရာဘီကိုအိုးတဲ့အရာဆိုရင်နိုင်ငံသားတိုင်းနေစဉ်ဘီယာခွဲတိုင်းရရှိရမယ်လို့ပြဋ္ဌာန်းထားသလိုဘီယာကိုဈေးတင်ရောင်းတဲ့ဘီယာချက်သမားကိုရေနစ်တက်ဖို့ဒီကိုပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်ထားတာပါစဉ်းစားလာကြည့်ပါတော့ဗျာဘီယာဟာအဲ့ဒီခေတ်ကအသက်ရှင်တန်ကြီးနဲ့စီးပွားရေးအတွက်ဘလောက်အထိအရေးပါခဲ့လဲဆိုတာဒါကသက်သေပါပဲရှေးဟောင်းအချစ်ခေတ်ကကြည့်ရင်လည်းဘီယာဟာအိမ်တိုင်းမှာအမျိုးသမီးတွေအထူးချက်လွန်တဲ့နေစဉ်စားတောက်မှုရမပါမဖြစ်အစိပ်ပိုင်းဖြစ်ခဲ့ပါတယ်ဘာသာရေးပွဲတော်ဒီမှာရောFeral Pew အင်းရဲ့ကူးတင်ကြိုင်ထဲမှာပူစော်ပတ်တရမှာပါအလွန်အရေးပါခဲ့ပါတယ်။ BC နှစ်10ရာစုလောက်ရောက်တော့ဒီဘီယာယဉ်ကျေးမှုကြီးဟာဂရိနော်ကန်ထိပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့ဂရိတွေကတော့ Y အရက်ကိုပို့သဘောကျတဲ့အတွက်အဲ့မှာတော့ဘီယာကတိတ်ပြီးလူကြိုက်မများခဲ့ပါဘူး။အပိုင်းလေးအနေနဲ့ယဟန်များ hops နဲ့တန်ဆမှုဥပဒေများဥရောပတိုင်းမှာဘီယာကိုဘယ်လိုမွမ်းမံခဲ့ကြလဲဆိုတာကိုလေ့လာကြပါမယ်။ကျွန်တော်တို့လေ့လာတင်ပြချက်အစားမှာပြောခဲ့တဲ့ဖုံးတော်ကြီးကျောင်းတွေချီကိုပြန်သွားကြည့်ရအောင်ပါ။
ဥရောပကဘုံတော်ကြီးကျောင်းတွေဟာဘာသာရေးခရီးသွားတွေကိုအခန့်ဖို့နဲ့ကျောင်းစီရရှိဖို့အတွက်အများပြားချက်လုပ်တဲ့စနစ်ကိုစတင်ခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲအလေပိုင်းနဲ့အရှေ့ပိုင်းဥရောပကဘီယာချက်သမားတွေဟာ hops ဆိုတဲ့ပါဝင်ပစ္စည်းတစ်ကိုစတင်မိတ်ဆက်ခဲ့ကြပါတယ်။ ဒီ hops လို့ခေါ်တဲ့အစင်းရောင်ပန်းပွင့်လေးတွေအထုံးဝေမှုကအမခန်းပါပဲသူတို့ကိုထည့်လိုက်ခြင်းအပြင်ဘီယာကိုခါတတ်တဲ့အရာသာတစ်တမျိုးရရှိစေုံတာမကတဘာဝကားကွေထင်းထင်းပြတဲ့ပစ္စည်းတဘောကကြားရှိခံစည်းဖြစ်လက်လွတ်ဆောင်ပေးတာကြောင့်ဘီယာကိုပိုပြီးတက်ကြမ်းရှိစေပါတယ်ဒါဟာဘီယာချက်လုပ်ခြင်းတမိုင်းမှာအရာသာရောတက်ကြမ်းကိုပါပြောင်းလဲပေးခဲ့တဲ့အလွန်အရေးပါတဲ့အချိုးခွေတစ်ခုပါပဲဗျာဒီလိုနဲ့ဘီယာချက်လုံးမူဟာပေါ်မစနစ်ကြလာမှာပဲ1916ခုနှစ်မှာဘာဗေးရီးယားမျိုးစားကြီးက Reinheitsgebot လို့ခေါ်တဲ့ဘီယာတန်ဆင်မှုဥပဒေကိုထောက်ပြန်ခဲ့ပါတယ်။ဘီယာမှာပါဝင်ရမယ့်ပစ္စည်းတွေကိုမူရောစပါ hops နဲ့ရေဆိုပြီးတီးတန့်ကန်ထပ်ပြထားခဲ့ပါတယ်။ဥပဒေနဲ့အညီစနစ်တကျထိန်းချုပ်လာတဲ့အဆင့်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်အပိုင်း9အနေနဲ့အချင်းဖောက်ချင်းတိပင်ပညာနဲ့စက်မှုတော်လန်ရဲ့အကြောင်းလေ့လာကြည့်ကြရအောင်စက်မှုတော်လန်ရေးရရေခဲသေးတလို့အေးခဏီးပညာလူကိုယူဆောင်လာပေးခဲ့တယ်လို့1886ခုနှစ်မှာပြင်သစ်ဓာတုပညာပညာရှင်လူဝီပတ်စတာဟာတရေယစ်ဒေအချံဖောက်ချင်းလုပ်ငန်းစဉ်မှာဘလို့အတိအကျလောက်လောက်တဲ့ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အရေးကြီးဆုံးကတော့ဒီတွေ့ရှိမှုကြောင့်ဘီယာချက်သမားတွေဟာအရင်လိုမျက်စိစုံမိအချံဖောက်ရတာမျိုးမဟုတ်တော့ပဲအရသာအတော်လိုအပ်တဲ့တရေရည်ကိုစနစ်တကျရွေးချယ်အသုံးပြုလာနိုင်ခဲ့လာပဲဖြစ်ပါတယ်။တကယ်ကိုချိုးကွေးတစ်ခုပါပဲ။နောက်ဆုံးအပိုင်း6ကစ်တစ်ဘီယာလာကအေလ်နဲ့အခြားဘီယာတွေအကြောင်းပြောကြရအောင်တိပင်ပညာရဲ့တိုးတက်မှုကြောင့်ဒီကနေ့ခေတ်မှာတဆေးကိုဒီကြရွေးချယ်အသုံးပြုနိုင်လာပြီးဘီယာမျိုးစားပေါင်း100ကျော်အထိထုတ်လုပ်လာနိုင်ပြီဖြစ်ပါတယ်ဒီအချက်ဟာဤပညာကရှေးအောင်တုတ်စရာကိုဘလောက်ထိစမ်းသစ်ထွားစီလဲဆိုတာကိုအကောင်းဆုံးသရုပ်ဖော်ပြတိုက်နေပါတယ်ကျွန်တော်တို့ရွေးချယ်စရာကြီးအများကြီးဖြစ်လာတာပေါ့ခစ်သက်ဘီယာရဲ့အထူးကအုပ်စုကြီးနှစ်ခုကွဲပြားသွားပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်ဖီလ်စနာလိုလာဂတ်စ်တွေကအေးတဲ့အပူချိန်မှာရှင်သန်နိုင်ပြီးစီပိုင်းရဲ့အောက်ခြေမှာနစ်နေတတ်တဲ့ဒဇီးတွေကိုသုံးပါတယ်ဒါနဲ့ဆန့်ကျင်ဘက် ales တွေကတော့မြင့်လေအပူချိန်မှာပုံမြင့်များအချင်းပေါက်ပြီးအပေါ်ရောက်မှနေတတ်တဲ့ဒဇီးတွေကိုသုံးပြပါတယ်အပူချိန်နဲ့ဒဇီးမျိုးစားကွဲပြားမှုကအရသာကိုလုံးဝကိုပြောင်းလဲထားစေတာပါဒါပေမဲ့တည်တဲ့အတိုင်းပဲစီမင်းတိုင်းမှာချွင်းချက်ဆိုတာရှိစမြဲပါပဲဥပမာ Kolsch လိုဘီယာမျိုးက ales ဒစိနဲ့အစပြုပေမဲ့ lager စတီလိုအေးတဲ့အပူချိန်မှာအဆုံးသတ်ပါတယ်ပိုပြီးအန်တော်စရာကောင်းတာကလို့ Belgian Lambic လို့အမျိုးအစားတွေဟာခစ်တဲ့နင်းပညာတွေကိုဘေးဖယ်ထားပြီးလွန်ခဲ့တဲ့2000ပေါင်းများစွာကလိုပဲတော်ရိုက်တစေ wild yeast တွေနဲ့အလော်လျောက်အချင်းပေါက်တဲ့ရှေးဟောင်းနီးလန်းကိုပြန်လဲအသုံးပြုနေကြတာပါပဲယနေ့ခေတ်စက်မှုလုပ်ငန်းတွေအတွက်နောက်ထပ်စင်ခုံမှုတစ်ခုကတော့အရက်မပါတဲ့ဘီယာတွေအပေါ်ဝဲလိုအားမိတက်လာတာပါပဲဒါကြောင့်ထုတ်လုပ်သူတွေဟာဘီယာရဲ့ရှုပ်ထွေးနေတဲ့အရာတာကိုမပျက်စီးစေဘဲအရက်ပါဝင်မှုကိုရှော့ချဖယ်ရှားနိုင်မဲ့စမ်းသစ်တဲ့နီလန်းတဲ့ကိုအဆက်မပြတ်ရှာဖွေလာနေကြရပါတယ်ဆိုတော့အဆုံးသက်အနေနဲ့တွေးစရာမိကုန်းတစ်ခုရှိလာပါတယ်ကောက်နှန်းတွေကိုတွားနဲ့ဝါစားခဲ့ရတဲ့ခေတ်ကနေတခွဲခန်းမှာတဆေးတွေကိုစနစ်တကျရွေးချယ်မွေးမြူလိုက်တဲ့အဆင့်ထိနှစ်ပေါင်း1300ကြာစင်ကေပြောင်းလဲလာခဲ့တဲ့ဒီဘီယာချက်လုပ်ခြင်းအမှုပညာကိုလူသားတွေရဲ့ဉာဏ်ယူဉာဏ်တွေကနောက်ထပ်ခေတ်တစ်ခုမှဘယ်လိုဆက်လက်အသွင်ပြောင်းသွားအောင်မလဲဆိုတာပါပဲကျွန်တော်ရဲ့ဒီလေးလာအတင်းပြချက်လေးကနေတဆင့်တမိုင်းကြောင်းအသစ်တီကိုစိတ်ဝင်စားဖို့လိလာသိရှိနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်အချိန်ပြေးပြီးလိလာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်